အလုပ်အတွက် interview ကို English လို့ဖြေဖို့လိုအပ်နေတဲ့သူတွေဒါ English စာလေ့လာဖို့ဖြေဖို့အတွက်ပေါ့နော် English စာလေ့လာဖို့လိုအပ်နေတဲ့သူတွေပြီးလဲဒါကိုလေ့ကျင့်နေချိန်တိုင်းကိုလမ်းပြပေးမဲ့သူလိုအပ်နေတဲ့သူတိုင်းအတွက်အရန်သုံးဝင်မဲ့ဒီ interview အတွက် practice လုပ်တဲ့အချိန်ကြရင်သုံးဝင်မဲ့ tool လေးတစ်ခုနဲ့မျှဝေပေးချင်ပါတယ်အဲ့ဒါကတော့ဒီ interview warm up ဆိုတဲ့ဟာလေးပါ Google ကနေ grow with Google ပေါ့ Google ကနေပေးထား resources တစ်ခုပါပဲအဲ့ဒီမှာဆိုရင်ဒီ Google မှာပဲလွယ်လွယ်ကူကူသွားရှာလိုက်ပြီးသွားရင်ဒီထဲရောက်သွားရင် get started now နဲ့ဝင်လိုက်မယ်ဝင်လိုက်တဲ့ချိန်ကျရင်သူကဒီ Google မှာကများသောအားဖြင့်ကဒီ industry တွေအများကြီးအတွက် question မျိုးပေးထားတယ်သူကဘာတွေအတွက်အသေးစိတ်တစ်ခုချင်းစီပေးထားလဲဆိုရင် IT နဲ့ပတ်သက်တဲ့ဒီအလုပ်တွေအတွက်ဒီအဲ့ဒီနယ်ပယ်မှာမေးလေးရှိတဲ့ common question လေးတွေဘယ်လိုဖြေရမလဲဆိုတဲ့ sample answer လေးတွေပါတော့တစ်ခါတည်းပေးထားတယ်ဒါကြောင့်မို့လို့ကိုကဒီနယ်ပယ်အဲ့ဒီနယ်ပယ်ကနေဆိုရင်တော့ဒါအဲ့ဒီသူတွေအတွက်လွယ်လွယ်ကူကူပဲဘာတွေ practice လုပ်ရမလဲဘယ်လိုဖြေရမလဲဆိုရင်ပို့ပြီးလွယ်လွယ်ကူကူတွေ့လိမ့်မယ်ဥပမာအနေနဲ့ဒီ project management တခုဆိုတာကိုတော့ပြပြမယ်အကေဒါကျတော့ဒီမှာ stock ကိုတွားပြီးနှိပ်လိုက်ရင်ကိုကတခါတည်းသူတို့မေးတဲ့မေးခွန်းကိုကိုကတခါတည်းလက်တန်းဖြေရတော့မှာအကေကို ready မဖြစ်သေးဘူးဆိုရင်ဘာတွေမေးတာလဲဆိုတော့ကိုအရင်ဆုံးသိချင်နေဆိုရင်ဒီ SEO question ကိုတွားကြည့်လို့ရတယ်အဲ့ဒီထဲမှာဆိုရင်မေးခွန်းကအမျိုးအစား၃မျိုးရှိတယ် background ကိုရဲ့အကြောင်းကိုမေးတဲ့မေးခွန်းမျိုးတွေ situation တွေဆိုရင်ဒါကိုဒီလိုမျိုးဒီကိုရဲ့ problem solving skill ကိုစစ်တဲ့မေးခွန်းမျိုးတွေ technical ဆိုတာကိုရဲ့ skills တွေပေါ့အဲ့လိုမျိုးတွေကိုtechnical ဆိုတာဒီတကယ်လက်တွေ့ပေါ့ကိုဘယ်လိုအခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်ခဲ့တယ်ဆိုတာကိုမေးတဲ့မေးခွန်းမျိုးတွေဒါတွေကကျတော့စီစီတော့ဒီမြန်မာပြည်မှာဒါနေပယ်လဲတော့မတူဘူးပေါ့ဒီဟာတွေကတကယ်လက်တွေ့ဒီ international လိုမျိုး competitive ဖြစ်တဲ့နေပယ်ဒီမှာကဒီလိုမျိုး question မျိုးတွေနဲ့ချစ်ဒီမေးလေးရှိတယ်ပေါ့ဆိုတော့အကယ်၍ကိုကဒါတခြားတိုင်းပြည်မှာပဲဖြစ်ဒီမြန်မာပြည်မှာနေရင်တော့မှလေနော်ဒီလိုမျိုးလေးတွေကိုက prepare လုပ်ထားတယ်ဆိုရင်ဒါကိုအတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ်အားသာချက်ဖြစ်ပြီးတော့ဒီကိုလိုချင်တဲ့လုပ်ကိုလွယ်လွယ်ကူရဖို့အတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ်လို့စီစီတော့မြင်တယ်အဲဒါက project management နဲ့ပေါ့အကယ်၍ဒါထားတော့ဒီ general မှာဆိုရင် general ကကျတော့ဒီလိုမျိုးတခြားအလုပ်တွေပေါ့စီစီဆိုရင်ဒါ teaching ပိုင်း education ပိုင်းမှာဆိုရင်ဒီ general တွေကဟာကိုတွားရတယ်အကယ်၍ကတခြားဒီ hospital ဘိုင်းနဲ့ပတ်သက်တာတွေတခြားဒီ service ပေးတဲ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ company တွေမှာဝင်လုပ်မယ်ဆိုရင်တော့ဒီ general question လေးတွေပဲ practice လုပ်လို့ရအောင်ပေါ့ general မှာဆိုရင်ကတော့လေမေကွန်းပုံစံကတော့အတူတူပဲဒီမှာကျတော့ background နဲ့ situation တွေနှစ်ခုပဲပေးထား general မှာgeneral ဖြစ်တဲ့အတွက်ကြောင့်ဒါလုပ်ငန်းခွင်တိုင်းမှာအတွက်သူကရည်ရွယ်ပြီးတော့ဒီမေကွန်းလေးတွေကပေးထားတာပေါ့ခုနကတော့မေကွန်းမျိုးတွေကကျတော့ဒီနယ်ပယ်မှာကိုဝင်နေသူတိုင်းအတွက်ဒီလိုမေကွန်းလေးတွေ practice လုပ်ထားရမယ်ဆိုပြီးတော့သူကအဲ့လိုမျိုးရည်ရွယ်ထားတာပေါ့ဆိုတော့ background so can you please tell me a bit about yourself ဒီမေကွန်းမျိုးကလည်းအရင်အမေးများတယ် what are your career goals for the next 5 year ဒါကတော့မေးတဲ့သူတော့ရှိလိမ့်မယ်စီကြီးလဲမေးခင်ရခဲ့ဘူးတယ်ပေါ့ဒီလိုမျိုးမေကွန်းမျိုးဒါတကြောင်နဲ့တကြောင်ကိုသွားတဲ့နေရာလိုက်တော့မေးတယ်မမေးဘူးကတူမှာမဟုတ်ဘူးဒါပေမဲ့ဒီမေးခွန်းလေးတွေက common ဖြစ်တဲ့ကြောင့်ဒါလေးတွေကိုက practice လုပ်ထားရင်ကိုအရင်ကောင်းတယ်ပေါ့ဆိုတော့ဒီမှာအကယ်၍ကဒီမေးခွန်းလေးကို practice လုပ်ချင်နေဆိုဒီမေးခွန်းလေးမှာပဲ click out လိုက် Can you please tell me a bit about yourself? ဒီမှာဆိုရင်ဒီမှာတော့ AI မှာအတန်မလောင်းတော့ပေါ် microphone တက်ထားလို့ထင်တယ်ပုံမှန်မှာတော့အတန်ပါတယ်ဟုတ်တယ်ကိုကအဲ့ဒါတန်းနှိပ်လိုက်ရင် AI ကနေမှာ Can you please tell me a bit about yourself ဆိုပြီးတော့သူကအတန်လေးနဲ့သူကပါတယ်ဆိုတော့အဲ့ဒီချိန်ကကိုဖြည့်မယ်ဆိုရင်voice recording နဲ့သင်မလား microphone နဲ့သင်မလားဒါမှမဟုတ်လဲ typing နဲ့သွားမလားဆိုပြီးဒါမှမဟုတ်လဲဒီကိုဘာဖြေရမလဲမသိဘူးကို idea လေးပေးပါစေနဲ့ဒီမီလုံးလေးကိုလားဒီ pop လေးကိုသွားပြီးနှိပ်လို့ရတယ်ဆိုတော့အရင်ဆုံးဒါဆိုဖြေကြည့်မယ်ပေါ့သူရဲ့ response ကဘယ်လိုလာမလဲဆိုတာမျိုးလေးကိုလည်းပြချင်လို့လေနော် I'm an enthusiastic and dedicated English language teacher with a strong passion for helping students achieve their communication goals. I have experience teaching a variety of age groups and levels, and I enjoy creating lessons that are interactive, supportive, and tailored to individual needs. I am committed to continuous growth both for myself and my students.
and I believe in making the learning process engaging and meaningful. Outside of teaching, I enjoy learning about new cultures and educational approaches, which keeps me inspired and brings fresh ideas into my classroom. Okay, thank you. ဆိုတော့ကိုကပြီးသွားပြီကိုပြီးတဲ့အချိန်ညရင်ဒါတော့ခုနကတော့ကကေယူကိုမကြိုက်ဘူးပြန်ပြီး recording သိနေနေစရင် radio လို့လို့ရတယ်အဲဒါမှမဟုတ်လေဒါကိုယ့်ရဲ့အဖြေလေးကိုပြန်ပြီး copy လုပ်ထားခြင်းနဲ့ဆို copy answer လေးလုပ်လို့ရတယ် edit လုပ်ခြင်းနဲ့ဒီမှာ edit ပြင်သွားလုပ်လို့ရတယ်အဲပြီးရင်ဒါကိုယ့်ရဲ့အဖြေလေးပြင်သွားကြည့်လိုက်မယ်ပေါ့enthusiastic မဟုတ် enthusiastic ကိုပြောချင်တာ pronoun STIC oh sorry dedicating English language order okay let it be ဒီမှာတော့အသေးစိတ်ကို check မပြတော့ဘူးဒီတိုင်း analyzing answers ဒီမှာဆိုရင်ဒါဒီကိုရဲ့ဟိုမှာ job related terms အလုံးနဲ့ပတ်သက်တဲ့ terms တွေပါတယ်လဲအဲ့လိုမျိုးလေးတွေဒီလိုမျိုးလေးရှိရအဲ most used word ကိုသုံးသွားတဲ့တဲမှာဒီအသုံးအများဆုံးစကားလုံးလေးတွေကပါတယ်လဲသူ check လုပ်ပြီး non form အဲ့လိုမျိုးမတွေ့ဘူး and talking points ကဘာအကြောင်းနေကြောင်းပြောသွားတယ် experience ကြောင်းပြောသွားတယ် skills ကြောင်းပြောသွားတယ်ဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးတော့ feedback လေးတွေပေးတယ်အကယ်၍ဒါကိုက answer ကိုသိချင်နေဆိုရင်လည်း access to ဒီမှာစရင်ဒါဒီလိုမျိုးလေးပါသူများဖြေထားတဲ့ဟာလေးတွေကိုကိုကအဲ့လိုမျိုးလေးကြည့်ပြီးအော်ကဒါကိုယ့် you need to create your own ဒါကိုယ့်ရဲ့ကိုယ်ပိုင်ကိုဖန်တီးနိုင်တာကအကောင်းဆုံးပဲအဲ့ဒါမှကိုလက်တွေ့ဖြေတဲ့ချိန်ကျရင်တက်နဲ့ပြောနိုင်ပါလိမ့်ဆိုတော့ that's it ဒီလိုမျိုးလေးလုပ်လို့ရတယ်ဒါကဒီလိုမျိုးလေးပေါ့ဒီလိုမျိုးတစ်ခုချင်းစီကိုသွားကြည့်ပြီးတော့ recording သွင်းနောက်မှ typing လေးလုပ်ပြီးတော့ recording သွင်းတာကိုပို့ပြီးတော့အားပေးတယ်ဒါမှကိုယ့်ရဲ့ pronunciation ကို तू က typing လုပ်တဲ့ချိန်ကျရင်ဒီလိုမှန်ဘလောက်မှန် तू က typing လုပ်तू ကဘလောက်မှန်ကိုယ့်ရဲ့အတန်တက်ကိုရယူနိုင်လဲပေါ့အဲ့လိုမျိုးလေးပေါ့လေကိုတခါတည်းကိုယ့်ရဲ့ pronunciation clear ဖြစ်လားမှန်ကန်ရဲ့လားဆိုတခါတည်းစစ်လို့ရတယ်ဆိုတော့ that's it ဒီလိုမျိုးလေးတွေကိုဒီ question တွေအကုန်လုံးကိုလိုက်ပြီးတော့တကူချင်းစီလိုက်ပြီး practice လုပ်လို့ရပါတာ interview ကြာရင်ကိုပါမေးကိုနေ practice လုပ်prepare လုပ်ရမယ် practice လုပ်ရမယ်ဆိုပြီးတော့ဒီဘာလို့မသိဖြစ်နေတဲ့တဲ့ဒီဟာလေးကအရင်အသုံးဝင်မယ်လို့ထင်ပါတယ်ခုနကတော့ငါမှဒီမပြချင်တာ start ဆိုတာ interview 5 questions လို့သူအရင်ဆုံးလာတယ် Hi, let's practice an interview. What are you looking for in your next job? တကယ်တမ်းကဒီ AI ရဲ့အတန်လေးကြားလိုက်မလားတော့မသိဘူးသူအတန်လေးပါတယ်အဲ့ဒီအတန်လေးကိုပဲခုနကတော့ငါလိုလေးပဲဒါကိုကဒီလိုမျိုးဒီမှာကျတော့သူကတခါတည်းမေးခွန်းနဲ့စက်တိုက်ကိုဖြေသွားရမှာဆိုတော့ကိုက ready ဖြစ်ပြီး exam mock test အနေနဲ့ interview mock test အနေနဲ့ကိုသွားခြင်းနေဆိုရင်ဒါတယောက်တည်းဖြစ်နေရအဖော်ရမရှိဘူးဆရာလည်းမရှိဘူးဆိုရင်ဒီလိုမျိုးဒီ 2 ကိုသုံးပြီးတော့ဒါကိုတယောက်တည်း How would you describe your working style? ဒီလိုမျိုးလေးတစ်ခေါက်နဲ့တစ်ခေါက်မေးခွန်းလေးတွေကတူမှာမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးလေးတွေပေါ့ကိုစိန်ခေါ်ကြည့်ပေါ့ငါဘယ်လောက်လုံနိုင်သလဲဒီမျိုးငါမသိတဲ့အကြောင်းအရာကိုတယောက်ကအဲ့လိုမျိုးမေးလာမယ်ဆိုရင်ဆိုတာမျိုးလေးလည်းရတယ်ဆိုတော့ကိုယ့်ရဲ့ level align ဒီမှာတော့ general လို့ပဲပေးထားတယ်အကယ်၍ကိုကဒီ nursing ဘိုင်းကဆိုရင်ဒီလိုမျိုးကို nursing နဲ့ပတ်သက်လို့ generally မေးကြတဲ့ common interview question လေးတွေကိုလည်းဒီ AI 2 မှာတွေ Gemini မှာပဲဖြစ်ဖြစ် ChatGPT မှာဖြစ်ဖြစ်give me the common and general interview questions for nursing ဒါကို job position လေးထည့်ပြီးတော့အဲ့လိုမျိုးအဲ့ question လေးထုတ်ပြီး practice လုပ်လို့ရတယ်ဒီမှာတော့အဲ့လိုမျိုးမပါတော့ဒီထဲမှာဒီလို flash card လေးနဲ့တော့ပါမှာမဟုတ်ဘူးပေါ့ဒါအကယ်၍ကိုက practice လုပ်ချင်နေဆိုရင်ဒါအဲ့ ChatGPT နဲ့လည်းအဲ့လိုမျိုးသွားပြီးတော့ဒီ Gemini နဲ့လည်းသွားပြီးလေ့ကျင့်လို့ရပါတယ်ပေါ့ဆိုတော့ဒီနေ့စီ sharing လုပ်ခဲ့တာကဒီ interview အတွက် English လို့ interview လုပ်ဖို့လိုအပ်နေတဲ့သူတွေအတွက်ဒီလိုမျိုး tool ကိုအသုံးပြုပြီးတော့ဒါလေးလေးကူလေ့ကျင့်လို့ရမယ်လို့ညွှန်လင်းပါတယ်အဲနောက်ထပ်အရင်အသုံးဝင်နေဒီလိုမျိုး learning ပဲဖြစ်ဖြစ်ဒီလို productive ဒီအတွက်အရင်အသုံးဝင်တဲ့ tools တွေပဲဖြစ်ဖြစ်ဆိုရင်အများကြီးလေ့လာပြီးတော့မျှဝေပါအောင်မယ်ဆိုတော့I will see you in the next video bye bye